皆さん、こんばんは。今天အခန်းငါးကြောင်အခန်းငါးမှာတော့သူ့ရဲ့လောဆရာဒီတောင်းရမယ်ဟာတောင်းတော့ဆရာပေါ့နာနာရီဒါခဲဆိုတဲ့အခြေအနေနဲ့တူတဲ့ဟာပါအဲ့တော့ဒါခဲဆိုတဲ့ဟာကိုသူ့ရဲ့ grammar တွေကိုတောင်းရင်စောက်ထဲအားရပဲသွားကြစောက်ထဲမှာတော့ကျွန်တော်အရင်ရှေ့ခံဟာတွေပေါ့နော်ကျွန်တော် invite entry တော့သင်ထားတဲ့ grammar တွေကိုပြန်ပြီးတော့ focus လုပ်ပြရပါအဲ့တော့ပြအောင်အရင်ကကျွန်တော်သင်ခဲ့ဒါခဲ母にだけ本当のことを話した。だけは上手だ。ဒီမြတ်တာဆိုတဲ့ဒီပြန်မလားအမေကိုပဲအမေကိုမြတ်တာအမှန်တည်းကိုပြောခဲ့တာနောက်私はテレビが好きではないကျွန်တော်ကလည်း TV ကိုニュース番組しかニュースအဲ့ဒီသတင်းစီစဉ်နဲ့လွဲပြီးတော့မကြည့်ဘူးတဲ့ဒီမှာတော့ဒါခဲဆိုတဲ့ဒီပြန်နဲ့တူတာပါအဲ့ဒါဆိုရင်ကျွန်တော်ပထမဆုံးကျွန်တော်မှပြောနိခါငယ်လေးနိခါငယ်လေးဆိုတဲ့ဒီပြန်လည်းကျွန်တော်ဒါခဲတဲ့ဒီပြန်တူပါနိုင်တဲ့ဒီဘက်ချစ်ချစ်နေတယ်ကကျွန်တော်တို့ကဥမာဖြစ်ကျွန်တော်တို့ဈေးတော့ဝယ်တဲ့ချိန်ကျရင်ဈေးဆိုင်ဝယ်တိုင်းကျွန်တော်တို့ပြောတယ်ကျွန်တော်တို့ဒီဆိုင်မှာအဲ့ဒီဆိုင်မှာအဖွက်ဝင်ထားတဲ့လူတွေအတွက်ပဲရိရှော့ပေးထားပါတယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ပွဲတွေပါတွေတွားတယ်ပွဲတွေပါတွေတွားလိုက်ရင်အသက်9နှစ်အောက်ကလေးတွေကချစ်ချစ်နေနေပေါ့နော်ဝင်ကြီးက free ပါအဲ့လိုမျိုးတွေလေနိခါငယ်လေး나날이 닭해와 떡국에 수다. 떡국에 수배 두띠때 레이게가 추치바. 에또배 두띠때는 유치. 니칸이 아우리 앵글로서 아우니도 미하다. 나뭐 배를 내가. 그래 두에시만 내면 서디도 그거 나오와. 그래 저로 레고자. 그런 치라시오 거지사나 오케쿠사마니 카미리. 아리 치라시가 디사유리 뭐 디사유고 유라레 ဧည့်သည်တွေများသာသူပဲတဲ့နော်ရှောင်းရင်အဲ့ဒီကုန်ပစ္စည်းကုန်တော့ဆက်ရခင်ရောဒီလျှော့ပေးပါမယ်ဒီပဲဆက်စက်ကီရီယူကစိတ်တူနာပါဒီခံရည်ခက်ဆက်ကြီးကအတန်းပြုတ်ခွက်တဲ့အကြောင်းပြချက်ကစိတ်တူကမှန်ကန်တာပါမှန်ကန်တဲ့အချိန်မှာပဲအဲ့ဒီရှုစက်ကီအစခိုင်ရှိမှာဆိုတော့အတန်းတက်တယ်မှာထည့်ပေးမှာထည့်ပေးမယ်ဆိုပေမဲ့အဲ့ဒါမဟုတ်တဲ့တခြားပြစ်ခွက်တာတွေကျတော့အတိမပြုသေးပါဘူးတဲ့ဆက်မယ်ခုနပြောရင်တော့ဂုံငေါတော့ကုညမလိုက်တဲ့ဆမှာဒီဆေးရုံကညနေပိုင်း6နာရီထိဆိုပေမဲ့အဲ့ဒီကျိုးရောဆိုလို့တန်ကြဆန်ခံကြီးအရေးပေါ်လိုအပ်နေတဲ့လူနာတွေမြတ်တာအဲ့ဒီကြီးခံခံတယ်မို့သူတို့အချိန်6နာရီဆိုပေမဲ့6နာရီမဟုတ်တဲ့အချိန်တွေပဲသိစစ်ပေးပါတယ်နိခါငီဒီကအရှိရကြောင်ရနိုင်နလီဒါခဲရယ်တွေပေါ့အရှိရကြောင်ရပဲတီးတဲ့အနေနဲ့ဖစ်ချစ်နေနဲ့ဆိုရင်လုပ်ပေးထားပါဒီကောင်ကအိုးရခဲဆိုရယ်ဒီကအများပဲနေရာတွေမှာဒီတကူအကြောင်ရပေါ့အများနဲ့ဆိုင်တဲ့သုံးတော့ရင်တော့သုံးတဲ့ခါကျရင်လည်းများတယ်အဲ့လိုမျိုးပဲသုံးပါဒီနံပါတ်နဲ့ခဏပါနံပါတ်နဲ့ခဏမှာကခါငီဒီကခါငီဒီဝါဆိုရတဲ့ကနိုင်နလီနေတဲ့အဲ့ဒီကြောင်ရကြီးဖြစ်နေပြီအေဆိုတဲ့ကြောင်ရထားတဲ့ကြောင်အေဆိုတဲ့ကြောင်ရာကြီးဖြစ်နေပြီးအနောက်ကကြောင်ရာကြီးကြောင်ရာကြီးဆက်သက်ကြီးဖြစ်နေမှာတယ်သူ့မှာတော့ကျွန်တော်စေစုကိုက blind post ခေပါ post ကလေးဆိုပေမဲ့နောက်ဆိုရင်တောင်းပြောက်နောက်ဒါမှမဟုတ်လည်းတရားတို့နောက်ဆိုရင်လည်းတောင်းပြောက်လို့တရားတို့ပေါ့ရေဘောဖက်ကြောင်この町に住んでいる限り、今晩に見ていたら、いつでもベジェンと新鮮な食べ物が手に入る。レッサで朝がれるわやしえ、で、ここは野菜も魚も豊富だ。ဒီနေရာမှာဘောဟိတိဟိတွေရောငါးတွေရောဟိုးဖူကပေါ်များကြွယ်လာတာပါဒီပဲချက်ချောကခန်းခါတော့ခိုင်းနေခါနေတတိယပါနော်သူ့ရဲ့တွေ့ဖို့သူနေမပြောင်းတွေ့ရတော့ဒီပုံကဘာမှမပြောင်း나로고 살마. 아시가 다인조구나 카니 치료 생기니지 마라마라 야만노부리가 나는 심해를 다어 타비타비로 따오때다로 때로야래 여간 오야레 아루 칸이 미박했네 주야로 고로문을 따이스루 알로 그레리 아포마 타야메 테키네 따오와로 심하로 미박했네 주야로 그리고 심해 따오와래 때때기로 제보하고 진리가ပြီးသွားရင်နောက်တစ်ခုကကျွန်တော်တို့ခန်းကြီးတွေပါပါခန်းကြီးတွေကနိုင်တဲ့တစ်လုံးကြတော့ကျွန်တော်တို့ခုနက
အခန်းလေးမှာတင်လိုက်တဲ့ grammar နဲ့နည်းနည်းလေးတော့ဆင်တယ်သူကခန်းကြီးတွေတော့ဆိုကျွန်တော်အဲ့ဒီမှာဒီ A ဆိုတဲ့အတိုင်းတိုင်းထိုင်ဒီကရင်ဒီရှိတဲ့အတိုင်းတိုင်းတွေမှာကိုတိတလို့အကြောင်းအရာတွေအကုန်လုံးထုတ်ပြီးတော့ပြောတာတို့ကိုတိရတလို့ကြားရတလို့မမိတလို့ဆိုတဲ့တတိအချက်လက်အကုန်လုံးအဲ့ဒီအတိုင်းသားအတွင်းအကြောင်းကိုတိတလို့ဆိုတဲ့အကုန်လုံးပြောနေတယ်ဆိုတဲ့ဒီပဲကခန်းကြီးတွေတော့နောက်တော့ပြီးတော့အဲ့ဒုရှိတယ်လူပြေတော့တဲ့လူကအဲ့ဒါပဲကိုကြာခေါ်ခိုင်တော့ချောဆောင်တော့ခါမီဒီဒေဂျင်ချောဆောင်စစ်တမ်းရဲ့အရာဆိုရင်စစ်တမ်းဆိုတဲ့အချိန်မှာစစ်တမ်းမှာပို့တိထားပြီးသားအကြောင်းအားလုံးရဆိုရင်ကျော်ရီဆိုတဲ့တိုင်းစံမျိုးစားရင်တော့မေဆူကနခတ်တာအမောင်းမရှိကြဘူးဒီဒေဂျင်ကောက်ထားတဲ့စစ်တမ်းအရာဆိုရင်သူအားလုံးအမောင်းလုံးဝမရှိဘူးဒါပေမဲ့တခြားကြယ်တော့သူမပြောတတ်ဘူးသူဒီဒေဂျင်ကောက်ထားတဲ့စစ်တမ်းကိုအားလုံးပြောနေဒီပဲ ちょっと見た感じに、ခဏလို့ကြည့်လိုက်တာပေါ့နော်အဲ့ဒီကြည့်လိုက်တာအရာဆိုရင်ကိုချင်တာရှောင်းတို့ဒီဘက်မှာရှိတဲ့ကောက်ပစ္စည်းနဲ့ဟိုဘက်မှာရှိတဲ့ကောက်ပစ္စည်းကဒီကိုင်းနိုင်တော့တူတယ်ပေါ့နော်တူတယ်လို့ထင်ပေမဲ့သူ့တဲ့ဘာလို့ဈေးကကွာနေရလဲဒီပစ္စည်းနဲ့ဒီပစ္စည်းတူနေပေမဲ့ဘာလို့ဈေးကကွာနေလဲသူခဏလို့ကြည့်လိုက်တယ်ခဏလို့ကြည့်လိုက်တယ်ဆိုရင်လည်းသူကြည့်ရတဲ့လောက်အတွင်းထဲမှာပဲလောကအဲ့ဒီအရာဝတ္ထုတစ်ခုကတူးနေတာတူးနေတာရောဘာလို့ဈေးကကွာနေရလဲတဲ့私が知っている限り、ကျွန်တော်သိရတဲ့လောက်ဆိုရင်ဘုလိုခင်ကြလေဒီနီးနောက်မှာပန်းစိမ်မရှိပါဘူးတဲ့အဲ့တော့သူသိထားတယ်ဆိုအကွာဝေးအတွင်းမှာဆိုရင်ဒီထဲမှာပန်းစိမ်ဆိုတာလုံးဝမရှိပါဘူးအဲ့တော့ဒီကမှာက community ထဲမှာကကျွန်တော်က A ဆိုတဲ့အတိုင်းတာအတွင်းမှာဆိုအားလုံးသိပြီးအကြောင်းအရာတွေအားလုံးပြောတာပါなるほどなるほどに限ってに限ってမှာတော့ကျွန်တော်အသေးပဲမရှိပါဘူးဒါပေမဲ့စောင်းထဲမှာကျတော့ကျွန်တော်တို့အသေးပဲ၃မျိုးပေးထားတယ်ဒါပေမဲ့နံပါတ် A နဲ့ B နဲ့ပြောတော့တူးနေတာကိုကျွန်တော်ချုပ်ပြီးပြတာပါအဲ့တော့ဒီခါကြီးတဲကနိုင်နေကြမှာပဲတူးစမ်းနေတာကန်ဆိုးနေတာပါဘာဥမာဖြစ်ကျွန်တော်ကအပြင်မထုတ်ကျွန်တော်နေတယ်ဆိုရင်ကျွန်တော်အပြင်မထုတ်ဒါပေမဲ့ကျွန်တော်အပြင်ထွက်လိုက်တယ်ကျွန်တော်အပြင်ထွက်လိုက်တဲ့နေ့ဆောင်မှာမိုးကရွာသွားတယ်ဆိုရင်ကန်ဆိုးသွားတဲ့ချိန်တွေကပြီးတော့ကျွန်တော်တခုခုလုပ်နေကြတဲ့ချိန်တွေအများတူးစမ်းသွားတယ်မတူတဲ့ချိန်တွေကဥပမာဒီနိုင်နေက 불안도 지가제로 뻥만은 무조건 고려하는 친이 다음하고 에리 정하고 뭐 에리 내자마 왜 깨니버리 소래 깨사리가 미국계 진ဖြစ်နေ 친이가 라는 것들 나만은 나만은 그래가 나만이 소리노 불안 안 물어보고 소리 되네 우마미 그놈아 에산 여기사 에산 소리로 လုံးဝရုပ်ကြည်စားမလို့ကိုရတဲ့ကိစ္စဆိုရင်မလုပ်ဘူးဆိုပြီးတော့ထက်ကြပြောလိုက်ကြတာပါပါ။ဒါပဲပဲကိုပြောအေးနည်းပါးတော့အဲ့ဒီကြောင့်လားအဲ့ဒီနေကြမှာပဲသူစစကန်ဆိုးမှုတွေစက်သိပ်ဖြစ်နေတာပါဥပမာဖြစ်ဒီဝါတော့တဲ့ရတော့ပန်းချံကိုတိတ်တယ်ဆိုတဲ့နေရာကကျွန်တော်ပန်းချံမှာမလို့သူ့ကိုပြင်ဆင်ပါလို့မောမှန်ပါလို့ပန်းချံလေးရှိမယ်မြည်တယ်နှောင်းမပုံးတင်မယ်အဲ့ဒီဟာဆိုတော့ပါဘာလို့ပြောခေါ်နော်သူ့ရဲ့နှုတ်မှာတော့ကျွန်တော်တိတ်ပြီးမကောင်းတဲ့အချိန်တွေလေးပါတယ်အဲ့ဒါကြောင့်မို့လို့ဒီစာကြောင်းချုပ်ပြီးပြောရမယ်ဆိုရင်ဒီစာကြောင်းပြောတဲ့သူရဲ့ဖူးမှန်ပေါ့နော်စိတ်ခံစားစိတ်မကျဉ်းတဲ့မှုတွေပါမှာပေါ့အဲ့ဒီကြောင့်မှထူးဆန်းဆန်းလာတင်တာ
နေ့တွေဆိုပြင်မသွားဘူးနေသားနေရဒါပေမဲ့ငါပြင်သွားလိုက်တဲ့နေ့ကျမှသူဆက်ဆိုင်မိုးကဆရွာအဲ့ဒီပြန်မှာပါနောက်တစ်ခုကတော့ဆွမ်းသာတော်လို့လုံးဝယုံကြည်နေခဲ့တဲ့ဟာလုံယုံကြည်နေတာမို့လို့ဆိုရတဲ့ကိစ္စကမလုံလောက်ဘူးဟာဇူတာနဲ့တောင်းတာပါうちの子に関してエアグリアロ友達をいじめることはないと思います。というふうにね、ちらこの飯をてね、ဘာလို့လဲဆိုတော့သူကအရင်က優しいကျင်နာတက်တဲ့ကောင်းလို့မလို့ပါအဲ့တော့သူ့ရဲ့သားသူ့ရဲ့ယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာပြနေရပါဒါနဲ့レストランに関してエリサードセイマーロ古い食材など使うはずがないと思っていたのにエリサードセイヤじゃあလောကဟောင်းနှနဲ့စားသုံးပစ္စည်းတွေမသုံးဘူးလို့သင်ထားခဲ့ပေမဲ့လည်းဒါပေမဲ့ဒီမှာတော့တစ်ခုဖြစ်သွားလို့နေပါဒါပေမဲ့တော့ဒီမှာလည်းဒီကအတူတွေကအနှုတ်မှာတော့ထိုးရတဲ့အခြေအနေဖြစ်လို့ဘူးဆိုရဲ ETA ဘော်တွေတုံးပြီးတော့စာရေးဆရာရဲ့အဲဒီစာကြောင်းပြောတဲ့သူရဲ့ထောက်ဖြစ်ချေပါပါတယ်အဲ့တော့ဥပမာပြကျွန်တော်ကကီမူလာဆန်ကိုရောက်ကြည့်ကီမူလာဆန်မလို့လိုင်းရညာတွေလုံးဝရှိတော့မှာမဟုတ်ဘူးအဲ့ဒီဒေတာနဲ့တုံးပါတယ်はい、お疲れ様でした。